ရိုနယ်ဒိုကတော့ဂျန်တမန်အဆင့်လောက်ပါမက်ဆီကတော့ဂုတ်ပါလို့ပြောကြားလိုက်တဲ့ဒေါ်နယ်ထရန့်ကမ္ဘာမြေပုံပေါ်မှာအင်အားအကြီးဆုံးလို့သတ်မှတ်ထားတဲ့အိမ်ပြည်တော်ရဲ့ခမ်းမဆောင်ကြီးတွင်းမှာသမိုင်းဝင်တဲ့လက်ဆဲနှုတ်ဆက်မှုတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ရိုးရှင်းတဲ့တွေ့ဆုံမှုတစ်ခုမဟုတ်ဘဲနဲ့နိုင်ငံရေးလောကရဲ့ဩဇာအရှိဆုံးပုဂ္ဂိုလ်ဒေါ်နယ်ထရန့်နဲ့ဘောလုံးသမိုင်းတစ်လျှောက်ကြီးကျယ်ဆုံးသောကစားမလီယိုနယ်မက်ဆီတို့ရဲ့ဂုဏ်ယူပွဲဟာစုံစည်းမှုပါပဲပရိသတ်များလုံးမဲ့မင်္ဂလာပါများဟာလဲမြန်မာ Sport ရဲ့ Facebook Page နဲ့ YouTube Channel ကနေပြန်လည်တင်ဆက်ပေးနေပါတယ် MLS ရဲ့ချန်ပီယံဆုကိုစုခူးနိုင်ခဲ့တဲ့ Inter Miami အသင်းကိုဂုဏ်ပြုဖို့အတွက်သမ္မတဒေါ်နယ်ထရန့်ကအိမ်ပြည်တော်စီကိုဖိတ်ကြားခဲ့ပါတယ်ဒီပွဲမှာသမ္မတထရန့်ပြောကြားခဲ့တဲ့စကားလုံးတွေကမက်ဆီတယောက်ဘောလုံးလောကမှာမကဘဲနဲ့ကမ္ဘာကြီးမှာပါဘလောက်တောင်ရေးပါတယ်လဲဆိုတာကိုသက်သေပြနေပါတယ်သမ္မတထရန့်ကမက်ဆီကိုမြင်လိုက်တဲ့အချိန်မှာတကယ့်ကိုရင်းနှီးနဲ့လိုက်လက်လဲကြိုးဆိုခဲ့ပါတယ်သူကအိမ်ပြည်တော်ကနေကြိုးဆိုပါတယ်လီယိုနယ်မက်ဆီတို့ပြောကြားခဲ့ပြီးတော့အဲဒီစကားကိုပြောခွင့်ရတဲ့ပထမဆုံးသောအမေရိကန်သမ္မတဖြစ်ရတာအရန်ကိုဂုဏ်ယူကြောင်းဆိုခဲ့ပါတယ်အရင်ကအမေရိကန်သမ္မတတွေဟာအားကစားအသင်းတွေကိုဖိတ်ကြားလေ့ရှိပေမဲ့မက်ဆီလိုမျိုးကမ္ဘာတစ်ဝန်းလုံးကချစ်ခင်ရတဲ့ icon တဦးကိုအိမ်ပြည်တော်ကနေကြိုးဆိုပါတယ်လို့တရားဝင်နာမည်တက်ပြီးတော့ပြောဆိုခဲ့တာကတော့ဒါပထမဆုံးပါပဲထရန့်ကဒါကိုတမိုင်းဝင်တဲ့အခိုက်အတန့်တစ်ခုဖြစ်သတ်မှတ်ခဲ့တာကမက်ဆီရဲ့ဂုဏ်တင်းကဘောလုံးကွင်းကိုကျော်လွန်ပြီးတော့နိုင်ငံရေးလူမှုရေးနယ်ပယ်တွေဒီဘလောက်တောင်လွှမ်းမိုးနေတယ်လဲဆိုတာကိုပြသနေတာဖြစ်ပါတယ်ထရန့်ကမက်ဆီကိုအမေရိကန်မြေမှာမြင်တွေ့နေရတဲ့ပုံမှာအတော်လေးကျေနပ်နေပုံရပါတယ်သူကမက်ဆီကိုလက်ရှိကမ္ဘာဖလားရဲ့တန်ဖိုးရှိဆုံးကစားမလို့ချီးကျူးခဲ့တယ်လို့မက်ဆီနေနဲ့ကမ္ဘာပေါ်မှာဘယ်နေရာကိုမဆိုသွားလို့ရပြီမြဲအမေရိကန်ကိုလာဖို့ရွေးချယ်ခဲ့တဲ့အပေါ်မှာလည်းကျေးဇူးတင်စကားဆိုသွားခဲ့ပါတယ်သူဒီကိုလာဖို့ရွေးချယ်ခဲ့တာကိုကျွန်တော်အပြစ်မတင်ပါဘူးဘာလို့လဲဆိုတော့ဒီမှာရာသီဥတုကအရန်ကောင်းနေလေလို့ထရန့်ကဆိုပါတယ်ဂျာကမက်ဆီရဲ့မန်အမီပြောင်းရွှေ့မှုကအမေရိကန်အားကစားလောကအတွက်ဘယ်လောက်ထိတန်ဖိုးရှိတယ်လဲဆိုတာကိုသမ္မတကိုယ်တိုင်အတိအမှတ်ပြုလိုက်တာပါမက်ဆီကအမေရိကန်ကိုလာခဲ့တာကငွေကြေးထက်သူ့ရဲ့မိသားစုနဲ့ဘဝရဲ့ပျော်ရွှင်မှုကိုဦးစားပေးခဲ့တာဖြစ်ပြီးတော့အဲဒီရွေးချယ်မှုကအခုတော့အိမ်ပြည်တော်ထိဂုဏ်ပြုခံခဲ့ရတဲ့အောင်မြင်မှုတွေဖြစ်လာခဲ့ပါပြီ။အန်အိုစရာကောင်းတာကသမ္မတထရန့်ကမေဂျာလီပွဲစဉ်တွေကိုတည်ချာချာစောင့်ကြည့်လေ့လာထားပုံရပါတယ်။သူကမေဂျာလီ Play-off ဘောလူပွဲမှာမက်ဆီပြသခဲ့တဲ့ခြေစွမ်းတွေကိုထည့်သွင်းပြောဆိုခဲ့ပါတယ်။ဗန်ကူးဗားအသင်းရဲ့ပွဲမှာမက်ဆီကပြိုင်ပွဲခံစီကစားမတွေကိုဘယ်လိုမျိုးအသာစီးရယူခဲ့တယ်လဲ။သူ့ရဲ့အိတ်ကတ်ထဲကိုထည့်ထားခဲ့တယ်လဲဆိုတာကိုထရန့်ကတင်စားပြောဆိုခဲ့ပါတယ်။ဒါအပြင်ရိုဒီဂိုဒီဘောစီကိုမက်ဆီပေးပို့ခဲ့တဲ့ပြောင်မြောက်တဲ့ဘောလုံးပေးပို့မှုတွေကအစထရန့်ကမမတ်ရပြောကြားခဲ့တာပါ။ဒါဟာမက်ဆီရဲ့ပါရမီကအားကစားဝါသနာပါသူတိုင်းရဲ့နှလုံးသားကိုဖန်ဆားထားနိုင်တယ်ဆိုတာကိုပြသနေတာဖြစ်ပြီးတော့သမ္မတတဦးအနေနဲ့တောင်မှမက်ဆီရဲ့ခြေစွမ်းကိုအတိအမှတ်မပြုဘဲနဲ့မနေနိုင်လောက်အောင်ကိုဖြစ်ခဲ့ရတာပါဂုဏ်ပြုပွဲတွင်းမှာကြည်နူးစရာကောင်းတဲ့ချက်တစ်ခုကတော့ထရန့်ကမက်ဆီနဲ့လက်ချင်းဆွဲနှုတ်ဆက်ရင်းနဲ့ပီလီနဲ့မက်ဆီဘယ်သူပိုကောင်းလဲဆိုပြီးစနောက်မေးမြန်းခဲ့တာပါဒါကဘောလုံးလောကမှာအမြဲတမ်းညင်ပွားစရာဖြစ်နေတဲ့မေးခွန်းတစ်ခုဖြစ်ပေမဲ့ထရန့်ကတော့မက်ဆီကိုချီးကျူးတဲ့အနေနဲ့ဒီမေးခွန်းကိုသုံးခဲ့တာဖြစ်ပါတယ်မက်ဆီကတော့ထုံးစံတိုင်းပဲနှိမ်ချတဲ့ပြုံးလေးနဲ့ပဲပြန်လည်တုံ့ပြန်ခဲ့ပါတယ်ထရန့်ကသူ့ရဲ့ရုံးခန်းတွင်းမှာပါအင်တာမန်မီအသင်းသားတွေကိုဓာတ်ပုံရိုက်ခွင့်ပေးခဲ့ပြီးတော့မက်ဆီနဲ့တူတူတည်တဲ့အမှတ်တရပုံတွေရိုက်ကူးခဲ့တာကမက်ဆီအတွက်ကတော့ရန်ကိုဂုဏ်ယူစရာကောင်းပါတယ်ကမ္ဘာ့စင်ကစားမတဦးကနိုင်ငံတစ်ခုရဲ့အမြင့်ဆုံးရုံးခန်းမှာကြီးမြင့်ဂုဏ်ပြုခံရတာကမက်ဆီရဲ့ဘဝတတန်းတစ်လျှောက်မှာအမှတ်တရအရှိဆုံးနေ့ဖြစ်လာမှာအသေးချပါအချို့အပြင်ပြောရရင်တော့ဒီနေ့ဟာလီယိုမက်ဆီအတွက်ရောသူ့ကိုချစ်ခင်တဲ့ပရိသတ်တွေအတွက်ပါအလွန်ကိုကြည်နူးစရာကောင်းလှပါတယ်ကမ္ဘာဖလားကိုရယူပြီးကတည်းကမက်ဆီရဲ့ဘဝပြည့်စုံသွားပြီလို့ထင်ခဲ့ကြပြီ။အခုလိုမျိုးကမ္ဘာဩဇာအရှိဆုံးနေရာတစ်ခုမှာအထူးတလဲချီးမြှောက်ခံရတာကတော့သူ့ရဲ့ကံတွင်ကစားမဘဝကိုပိုပြီးပြည့်စုံသွားစေပါတယ်။ထရန့်ပြောသွားတဲ့စကားလုံးတိုင်းမှာမက်ဆီပေါ်လေးစားမှုနဲ့အားကျမှုတွေအပြည့်ပါဝင်နေတာဖြစ်ပါတယ်။မက်ဆီကအားကစားသမားတဦးထက်ပိုသွားပါပြီ။သူကကမ္ဘာကြီးကိုဘောလုံးနဲ့ပေါင်းစည်းပေးနိုင်တဲ့တန်တမန်တဦးလိုဖြစ်နေပါတယ်။အင်ပြည်တော်ရဲ့ဂုဏ်ပြုပွဲကနေတဆင့်မက်ဆီရဲ့အောင်မြင်မှုတွေကနောက်လာနောက်သားတွေအတွက်အားကျအတူယူစရာသမိုင်းမှတ်တိုင်ကြီးတစ်ခုဖြစ်ထာဝရကြန့်ရှိနေတော့မှလည်းဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးခဲ့တာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။